Lion King ကတ်တွန်းဇာတ်လမ်းထဲမှာပါတယ်အာဖရိကတောဝက်များဟာရုပ်ရှင်တွေကလိုမအေးချမ်းနေပဲနဲ့လက်တွေ့မှာတော့ချင်းသစ်များနဲ့တိုက်ခိုက်နေရပါတယ်သူတို့ကို What Hawk လို့ခေါ်ပြီးတော့သူတို့ရဲ့မျက်နှာမှာ What လို့ခေါ်တဲ့ကျွတ်နှုတ်အသက်ပုံများလိုဘူးတွေပါနေတာကြောက်ပါ What Hawk အထီးနဲ့အမကိုမျက်နှာပေါ်ကဘူးအရည်အတွက်နဲ့ခွဲခြားနိုင်ပါတယ်ထီးများဟာမျက်လုံးဘေးမှာ2ခုနှာခေါင်းရိုးပေါ်မှာ2ခုပါဝင်နေပါတယ်အမများမှာတော့မျက်လုံးဘေးနားမှာဘူး2ခုသာပိုင်ဆိုင်ပါတယ်အာရှတိုက်ကတောဝက်များနဲ့မတူတာကတော့သူတို့ဟာတစ်တောများတောတောင်များမှာနေတာမဟုတ်ပဲနဲ့အာဖရိကရဲ့မြက်ခင်းလွင်ပြင်များမှာရှင်သန်ကျက်စားကြတာပါအာရှတောဝက်များဟာအကောင်ပိုကြီးကြပြီးတော့တစ်ပင်တစ်တောများကာကွယ်ယူကာရန်သူကိုအလစ်နဲ့တိုက်ခိုက်နိုင်ကြပြီမဲ့လဲဝါထဟော့များကတော့ကွင်းပြင်မှာနေထိုင်တာကြောင့်ရန်သူရဲ့အမဲလိုက်ခြင်းကိုအမြဲတမ်းသတိထားရကာကွယ်နေတတ်ရပါတယ်အသက်ဘေးမှာလွတ်အောင်ရှောင်နိုင်ဖို့အတွက်သူတို့မှာထူးခြားစွမ်းရည်တွေပိုင်ဆိုင်နေပါတယ်ပထမတစ်ချက်ကသူတို့ရဲ့အရှိန်မှာတနအီကို48ကနေ55ကီလိုမီတာနှုန်းနဲ့ပြေးနိုင်ပါတယ်ပြေးတဲ့အခါမှာတော့သူတို့ဟာအမိထောင်ပြီးပြေးလေးရှိပါတယ်ဒါဟာရန်သူရှိကြောင်းသူတို့အချင်းချင်းအချက်ပြတဲ့စနစ်လည်းဖြစ်ပါတယ်ပြေးတဲ့အခါမှာလည်းရန်သူကအလွယ်တကူမဖမ်းနိုင်အောင်မြင်းဖြောက်အတိုင်းမပြေးပဲကွေ့ဝိုက်ပြီးပြေးတတ်ပါတယ်သူတို့ဟာ100ကနေ300မီတာအထိသာမြန်ပြေးနိုင်ပြီးတော့ရန်သူလက်ကမလွတ်နိုင်ပါကမြေချင်းကူထဲမှာခိုအောင်ရပါတယ်ဒီမြေချင်းကူများဟာသူတို့ရဲ့အိမ်အတိုက်လည်းဖြစ်တယ်လို့အသက်ကေရာခံတတ်လည်းဖြစ်ပါတယ်ဒီအချင်းများဟာသူတို့ကိုယ်တိုင်တူးထားတာတော့မဟုတ်ပါဘူး artwork လို့ခေါ်တဲ့ပျော့စိတ်စားတဲ့မြေဝက်တစ်မျိုးကတူးထားတဲ့အကျင်းတွေပါမြေချင်းထဲဝင်ရင်လည်းခေါင်းကမဝင်မဲနဲ့နောက်ပြန်ဖင်ဆုပ်ပြီးကျင်းဝါကိုမျက်နှာမူထားတတ်ပါတယ်ဒါဟာရန်သူကအကျင်းထဲဝင်ဖို့ကြိုးစားတဲ့အခါမှာအချိန်မရွေးပြန်ခံပတ်နိုင်စေဖို့အတွက်ပါသူတို့ရဲ့မျက်နှာပေါ်ကဘူးကြီးတွေဟာရန်သူလက်ချက်ကကာကွယ်ဖို့အတွက်အသုံးဝင်ပါတယ်ဒီဘူးကြီးတွေကိုအယိုးနုအစီနဲ့အရေပြားထူထူများဖြင့်ဖွဲ့စည်းထားပြီးတော့သူတို့အချင်းချင်းတိုက်ခိုက်တဲ့အချိန်နဲ့ချင်းသစ်ကြက်သစ်စတဲ့ရန်သူများသူတို့မျက်နှာကိုကိုက်တဲ့အချိန်မှာမျက်လုံးနဲ့မျက်နှာကိုကိုက်လို့မပေါက်စေရန်ကာကွယ်ထားပေးပါတယ်နောက်တစ်ချက်ကသူတို့ရဲ့ဉာဏ်ရည်ပါမြေချင်းများရဲ့ဒီနေရာကိုမှတ်မိနိုင်တဲ့အပြင်ရန်သူဟာအကျင်းကိုဖြိုချဖို့မဲတင်းနေတဲ့အချိန်နောက်ွယ်ရာမှာအရေးပေါ်ထွက်ပေါက်များဖန်တီးထားတတ်ပါတယ်ရန်သူမျက်ခြေပြတ်တာနဲ့ထိုထွက်ပေါက်များကနေတဆင့်လွတ်အောင်ပြေးတတ်ပါတယ်ဒီနီးလန်းကြောင့်ပဲအရွယ်ရောက်ဝက်ကြီးများသာမကတားပေါက်ငယ်လေးများပါအသက်ဘေးမှလွတ်မြောက်နိုင်တာပါနောက်တစ်ချက်ကတော့အဆွဲပါအပေါ်သွားမှာ2ချောင်းနဲ့အောက်သွားမှာ2ချောင်းပါဝင်ပါတယ်အပေါ်အဆွဲတွေကပိုကြီးမှပြီးတော့မြေကြီးတူးဆွရန်နဲ့ရန်သူသို့မဟုတ်သူတို့အချင်းချင်းအားပြန်တိုက်ခိုက်ကြတဲ့အခါမှာမျက်နှာကိုထိုးမိကိုက်မိခြင်းမှကာကွယ်ရန်အသုံးပြုပါတယ်အောက်အဆွဲများကတော့အပေါ်အဆွဲများနဲ့ပါးစပ်လှုပ်တိုင်းပုတ်တိုက်မှုရှိနေတာကြောင့်ခြုံမြနေပြီးတော့ရန်သူကိုခံပတ်ရန်အသုံးပြုပါတယ်ပြန်ပတ်တဲ့အခါမှာတော့ခေါင်းကိုမော့တင်ပြီးအောက်ဘက်ကနေအပေါ်ဘက်သို့ပင့်တင်ပြီးပတ်တာပါဒါကြောင့်လေရန်သူရဲ့ဝန်းပိုင်းနဲ့ခြေထောက်အရင်ပိုင်းတွေမှာခြုံထက်တဲ့အဆွဲတွေကြောင့်ပြင်းထန်တဲ့ဒဏ်ရာကိုရစေနိုင်ပါတယ်ဒီဒဏ်ရာများဟာသွေးထွက်လွန်ခြင်းအနာပိုးဝင်ခြင်းတို့ကြောင့်ရန်သူရဲ့အသက်ပါဆုံးရှုံးနိုင်ပါတယ်ဒီအဆွဲတွေကိုအမဲလိုက်ဖို့အတွက်မသုံးပဲခုခံကာကွယ်ဖို့အတွက်သာအသုံးပြုပါတယ်မြက်နဲ့တင်မြစ်တစ်ဥများကိုသာအဓိကစားကြပေမဲ့လည်းအင်းဆက်များတားကောင်အသီးများဥများကိုအလွယ်တကူကြုံဆုံရရှိပါကစားသုံးတတ်ပါတယ်လက်ဘင်းတိုပြီးခေါင်းကြီးလွန်းတာကြောင့်သူတို့ဟာတိတ်မငုံနိုင်မဲနဲ့အစာစားတဲ့အခါမှာဒူးထောက်ပြီးစားကြရပါတယ်ဒီဒဏ်တွေကိုခံနိုင်မှုအတွက်ဒူးကောင်းမှာအသက်မှာအရွတ်များရှိနေပါသေးတယ်အရွယ်ရောက်ဝက်ကြီးများရေရှားကာလများမှာအတီးရွက်မှရေဓာတ်ကိုသာရယူပြီးတော့ရေမတောက်ဘဲနဲ့လနဲ့ချီပြီးနေနိုင်ပါတယ်ရာသီဥတုပူလွန်းလျင်နေ့ဘက်မှာရေဓာတ်ခန်းချောင်းမှုတက်တာစေရန်အတွက်တွင်းအောင်နေလေးရှိကြပါတယ်တကောင်နဲ့အနေများကြပြီးမိတ်လိုက်ခါနီးမှသာအထီးနဲ့အမကိုတွဲပြီးတွေ့ရတတ်ပါတယ်အမများဟာကိုဝန်ဆောင်ချိန်180ရက်ကနေ185ရက်ခန့်ကြာတတ်ပြီးတော့သားအကောင်ရေ2ကောင်ကနေ8ကောင်ထိမွေးဖွားနိုင်ပါတယ်အမများကသာတားပေါက်များကို6လကနေ9လထိစောင့်ရှောက်ရပါတယ်တားပေါက်များဟာမွေးပြီးမိနစ်ပိုင်းတွင်မှာပဲပြေးနိုင်လွှားနိုင်တဲ့အထိတန်မာကြပြီးတော့သူတို့အရွယ်မရောက်ခင်မိခင်ကြီးဆုံးမသွားပါကနီးစက်ရာတားဖွားကားစားတော်ဝမ်းအမများကနို့တိုက်စောက်ရှောက်ထားပြီးတတ်ပါတယ်တောတဘာဝအတိုင်းမှာ9နှစ်ကနေ17နှစ်ထိရှင်သန်နိုင်ကြပြီးတော့
အန္တရာယ်ကင်းစွာမွေးထားပါကတော့15နှစ်ကနေ18နှစ်ထိအသက်ရှည်နိုင်ပါတယ်။သူတို့ဟာဘွက်အိုင်လူရတာကိုနှစ်သက်ကြပြီးတော့ဒါဟာသူတို့ခန္ဓာကိုယ်ကိုပိုးမများမကိုက်နိုင်စေရန်နဲ့ပူပြင်းလာတဲ့နေရောင်ကြီးရဲ့အပူဒဏ်ကိုကာကွယ်နိုင်ဖို့အတွက်ပါ။တခါတရံပိုးမများကိုက်တဲ့ဒဏ်ဟာဘွက်လူယုံနဲ့တင်မကာကွယ်နိုင်ပါဘူး။ဒါကတော့အင်းဆက်နဲ့ပိုးမများကိုရှာဖွေစားတောက်တတ်တဲ့မွေပါလေးတွေပါ။ရရန်တဲ့ဒဏ်ကိုမခံနိုင်တော့တဲ့အဆုံးမှာမွေပါလေးတွေစီတွားရပါတော့တယ်။တောဝက်များဟာမွေပါများအတွက်အင်းဆက်ပိုးမဘူဖေးကြီးဖြစ်နေတယ်လို့ဖြစ်ပြီးတောဝက်ကြီးများအတွက်တော့အပန်းဖြေစပါတစ်ခုကိုရောက်နေတယ်လို့ဖြစ်ကစိန်ခံနေုံပါပဲ။သူတို့ဟာကြက်တစ်လောက်လည်းမမြန်တယ်လို့ချင်းတစ်လောက်လည်းမတန်ပါဘူး။ဘယ်အချိန်မှပြေးရမလဲ။ဘယ်အချိန်မှပုန်းရမလဲ။ဘယ်အချိန်ပြန်တိုက်ခိုက်ရမလဲသိနေုံနဲ့ရှင်တန်နေကြရပါတယ်။တဘာဝတရားကြီးမှာချင်းတစ်များလို့ခွန်အားစွမ်းရည်မကြီးဘူးဆိုရင်တော့မှညံရည်သုံးပြီးပတ်ဝန်းကျင်ကိုအသုံးချတတ်ရင်ရှင်တန်နိုင်ကြောင်းဒီ Warthog ဝက်များကတက်တည်ပြနေပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကြည့်အောင်ကိုစာ channel လေးကို like, follow နဲ့ subscribe လုပ်ခဲ့ပေးပါဦးနော်။ကျေးဇူးတင်ပါတယ်။